ဒီပွဲလေးကတော့စီစဉ်ကြပြီးတော့ round 2ပွဲရှုံးပြီးတော့3ပွဲမြောက်ပွဲလေးပေါ့နော်ပွဲလေးလေးရအောင်ကျမရဲ့အတန်ကိုခိုးနားထောင်နေပြီးတော့ F5 ကားတဲ့အချောက်ကြီးတယ်ကျမကလည်းစောစီစီမနှောတွေပြက်ပြီးတော့မှဆဲလိုက်ရောပေါ့ရှင်အဲ့ဒါနဲ့ तू ကတော့ဘာမှမပြောတော့ဘူးပေါ့နော်ဗီဒီယိုတွေကလည်း view တွေကြားလိုက်တာပဲချိန်နေတင်လို့တင်ရမှန်းမသိဘူးဒါပေမဲ့ကျမအတန်လေးပိုင်းတော့နည်းနည်းလေး view ရပြီးတော့မှအတန်မပိုင်းရောလုံးဝ view မရတဲ့ဗီဒီယိုတွေလည်းရှိရပေါ့နော်ဒီပွဲမှာဆိုဒီမောင်ဆွဲအဖာကိုင်းတဲ့တရက်ကိုကျမအားဒီပိုင်းမှာလည်းနှိမ်ထားတော့ तू ကျမမနိုင်တော့ဘူးပေါ့နော်ဒီမှာဆိုအဖာဗတဲထားတော့ကျမလည်းပြန်ထွက်လို့မရတော့နဲ့စပဲသုံးတယ်ပေါ့နော်ပြီးလဲပြီးတော့သူတို့ဘက်ကမေရောစပိုရောဟိုက်ပါအောင်အကုန်ရောက်လာကျမကမိကိုပဲတက်နိုင်ပြီးတော့မှကျမကတော့ပြန်တည်သွားရပေါ့ရှင်အဲ့ဒီဇီမောင်ဆိုအဖာကိုင်းတဲ့တယောက်ကဘလောက်တက်တက်မမှတ်ဘူးပေါ့နော်သူလည်းမနိုင်မနဲ့လာပြီးတော့ချတာပေါ့နော်ပြီးလဲပြီးတော့သူပဲပြန်ပြေးပြီးတော့မှကျမကတော့စကေးဝမ်းလေးနဲ့ပြန်တက်နိုင်လိုက်တယ်ပေါ့ရှင်ဒီနေရာမှာဆိုကျမနဲ့အိုးတဲ့နေရာဗတဲဆိုင်နေပေါ့နော်အဲ့ဒီအချိန်မှာသူတို့ဘက်ကလည်းသွေးနေနေလို့ကျမကတာဝါလေးကြီးလိုက်လုံးမယ်လို့တွေးလို့အင်ဂျလာကိုဘူးအက်ဒီရှိနေလို့ဘူးလို့ပြောတာသူအခုမှရတာဟိုတဲ့အမလီကျမလူလိမ်မလို့ပြောတာမလိမ်ဘူးလေဒါပေမဲ့လည်းကျမတို့အသားကြီးကစော့နေရတယ်ဆိုတော့နောက်ဆုံးမှတော့နိုင်သွားရပါချင်းဗီဒီယိုလေးကိုစောင့်နေလိုက်ကြည့်ပြီးလို့ကျေးဇူးပါနောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်တတ်တာ